အားလုံးပဲမင်္ဂလာပါဒီနေ့မြန်မာရွှေဈေးတွေကတော့တက်ကြမရှိသေးပါဘူးမြန်မာငွေဈေးတွေကတော့နည်းငယ်တက်ကြရှိပါတယ်ဒီနေ့က20ရက်နေ့3လပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ကထိုင်းစံတော်ချိန်မနက်ပိုင်း10:40မိနစ်40ရှိနေပါပြီမြန်မာရွှေက15ပဲရေတစ်ချက်သားကို63သိန်းနဲ့မှ8000 16ပဲရေတစ်ချက်သားကိုဆိုင်ကရောင်းတဲ့ဈေးက68သိန်းနဲ့မှ8000ဆိုင်ကလက်ခံတဲ့ဈေးက60နဲ့မှ9သိန်းလက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနေတယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4300နဲ့မှ90ဆိုင်ကလက်ခံတဲ့ဈေးက4300နဲ့မှ40ယူရိုငွေတစ်ယူရိုကိုမြန်မာကျပ်ငွေ4800နဲ့မှ20စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3300နဲ့မှ60ဆိုင်ကလက်ခံတဲ့ဈေးက3300နဲ့မှ10တရုတ်ငွေတယွမ်ကိုမြန်မာကျပ်ငွေ610ကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2800နဲ့မှ5ကျပ်ထိုင်းမနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဗတ်ပေးကျပ်ယူသမားတွေကဘတ်ငွေ995ဘတ်ကိုမြန်မာကျပ်ငွေ3သိန်းကျပ်ပေးဘတ်ယူသမားတွေကကျပ်3သိန်းကိုဘတ်ငွေ900နဲ့မှ60ဂျပန်ငွေ3348.96ကိုမြန်မာကျပ်ငွေ3သိန်းမလေးငွေ100.53ကိုမြန်မာကျပ်ငွေ3သိန်းကိုရီးယားငွေ33,680ကိုမြန်မာကျပ်ငွေ3သိန်းအိန္ဒိယငွေ1948.43ကိုမြန်မာကျပ်ငွေ3သိန်းရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနေတယ်လို့ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလှုပ်တော့မယ်ဆိုရင်ဝန်ဆောင်ကားပေးတဲ့သူရှိကိုရင်ဖုံးဆက်ပြီးမှငွေလဲလှုပ်ကြပါလို့ကျွန်တော်ကတော့ကြံပြုချင်ပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3048.2နဲ့ဈေးတန်းမှာတည်ရှိနေပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုအများတန်းတင်ပေးပါတယ်မြန်မာရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ